လိုက်နေတဲ့ကောင်တော့ပြီးရင်တော့သူတို့ကလည်းဘူးလိုက်များပြီးတော့ကျွန်တော်ထောက်ပြီးတော့ဦးချင်းနေတော့လည်းကျွန်တော်လိုက်ပြီးမယ်ဆိုတော့လည်းကျွန်တော်လိုက်ပြန်ပေးပါလိုက်လိုက်များတဲ့ကောင်ကိုပြီးမယ်ဆိုပြီးမိုက်တဲ့ကောင်ကိုပြီးမယ်သူတို့ကဘူးမိုက်တဲ့ပဲထပ်တင်မယ်လိုက်များအောင်လို့ဒိုင်းနဲ့လိုက်နေတဲ့ကောင်ကိုဒီလက်လေးလိုက်လက်မလေးကိုပဲနှိပ်ပြအဲ့ဒါမျိုးကလုပ်ပေးချင်ဘူးကလုပ်ပေးလိုက်